ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းမဟာဆာရာခန်ခရိုင်ကတက္ကသိုလ်ကျောင်းသား4500ကျော်တင်မော်တီထောင်းဆိုင်တွေကနေတဆင့်အသက်ကပ်ပါယောဂပိုးကူးစက်ခံနေရပါတယ်။မဟာဆာရာခန်ခရိုင်မှာရှိတဲ့တက္ကသိုလ်နှစ်ခုမှာတက်မဲ့ပထမနှစ်ကျောင်းသားတွေကိုကျန်းမာရေးစစ်ဆေးခြင်းအသက်ကပ်ပါယောဂပိုးကူးစက်ခံထားရတာတွေ့ရတယ်လို့ကျန်းမာရေးဌာနကဇူလိုင်လ6ရက်နေ့မှာထုတ်ပြန်ထားပါတယ်။မဟာဆာရာခန်တက္ကသိုလ်ကပထမနှစ်ကျောင်းသား4233ဦးနဲ့ရချာဘတ်မဟာဆာရာခန်တက္ကသိုလ်ကပထမနှစ်ကျောင်းသား380ကျော်ယောဂပိုးကူးစက်ခံထားရတာပါ။စီကနေတဆင့်စစ်ဆေးထားတာဖြစ်ပြီးယောဂပိုးကိုအတည်ပြုနိုင်ဖို့ဝမ်းကိုလည်းထပ်စစ်ဆေးရမယ်လို့ဆိုပါတယ်။ခရိုင်တွင်ပြည်သူ2000ကျော်ကိုစစ်ဆေးခြင်းပြည်သူ17ရာခိုင်နှုန်းလဲယောဂကူးစက်ခံထားရတာတွေ့ရတာကြောင့်ပြည်သူတွေရဲ့အစားအသောက်စနစ်ကိုချက်ချင်းစစ်ဆေးဖို့ညွှန်ကြားထားတယ်လို့ဖော်ပြထားပါတယ်။အသက်ကပ်ပါယောဂပိုးဟာတင်မော်တီထောင်းဆိုင်တွေမှာအသုံးပြုတဲ့ငပိရေကနေတဆင့်ကူးစက်ခံရတယ်လို့အာဏာပိုင်တွေကကနဦးကချက်ချထားပါတယ်။ဒါကြောင့်မို့ခရိုင်တွင်းမှာရှိတဲ့တင်မော်တီထောင်းဆိုင်အလုံးကိုစစ်ဆေးဖို့နဲ့တေချာကြိုးချက်ထားတဲ့ငပိရေတွေကိုသုံးဖို့ညွှန်ကြားထားပါတယ်။တမတ်ချက်နဲ့ကိုက်ရည်တဲ့ဆိုင်တွေကိုလည်းအသိမှတ်ပြုလက်မှတ်တွေထုတ်ပေးမှဖြစ်ပြီးပြည်သူတွေအနေနဲ့အန်ဒီရကင်းဆောင်သိနိုင်ဖို့ဆိုင်တွေမှာပြထားမှဖြစ်တယ်လို့ဆိုပါတယ်။ Liver fluke infection လို့ခေါ်တဲ့အသက်ကပ်ပါယောဂဟာယောဂပိုးရှိနေတဲ့အစာရေတွေနဲ့မကျက်သေးတဲ့အသားငါးတွေကနေကူးစက်နိုင်ပြီးယောဂကိုမကူတာပဲထားရင်15နှစ်ကနေ20အတွင်းတဲချေပြုံးကင်ဆာအထိဖြစ်စေနိုင်တယ်လို့လည်းသိရပါတယ်ရှင်။